ဒီကူရဲ့ဟုတ်ကဲ့ဒါတရားခံဖို့လေကလုံးနေတာတော့တော်လိုင်းရဲပေါ်နေတယ်ဘယ်လိုလုပ်ချင်လဲမဟုတ်လိမ့်အောင်မင်းနဲ့ပြီးတက်နာပြီးဦးတို့ပြန်ပေးမှာအခုမကြံကုန်ပြန်ပေးမှာမဆန်းဘူးကမင်းကဒါတော့တော့မင်းတို့တော့မဟုတ်ဘူးအဲ့ဒါမဟုတ်အခုလာမှဆက်ချင်လိုက်ကိုလာမှဆက်ချင်လိုက်နော်တောင်းနေတာကဒီနေ့ကအခုလည်းတောင်းနေတော့လက်ခံတယ်တို့လည်းဝါထက်ကမင်းပြီးလို့မဟုတ်တောင်းနေတာပြီးတယ်အခုထုတ်နေတာပါတို့ဒီမဲ့ခဲတာပြီးတော့ပြန်ပေးမယ်လို့ပြောရနော်မဆန်းဘူးကကြီးကရောက်မင်းကတစ်ခုမှမပေးဘူးတိုင်းတိုင်းကမကြည့်ဘူးလေကကြီးပြဿနာပြစ်တဲ့ဖုန်းကိုတိတ်ကြတာမဟုတ်ဒီတရားခံဖုန်းနေတာမင်းတို့နဲ့မဆိုင်ဘူးမင်းတို့လောက်ကိုမင်းတို့လောက်ငါတို့လောက်ကိုငါတို့လောက်တယ်နော်ဘောပေါက်လားဒီကိစ္စမင်းတို့ရှင်းထားတဲ့အလုပ်လားဟုတ်တယ်လေဒါမှမဟုတ်ရှင်းထားတဲ့အလုပ်လားအဲ့ဒါတည်းပြောပြစ်တယ်ပြစ်တယ်လို့ငါမပြောဘူးတော့ခိုင်းပါလေဘောတော့ဘူးတော့ခိုင်းရတယ်ဒီလိုတော့ပြန်တော့ပြန်မယ်ပေါ့ပြောချင်တယ်ဒီတော့ခိုင်းလိုက်ပြလို့ရှိရင်ခိုင်းရတော့ဘောတော့ဒီတော့ဘာမှမဒီလို့ဟုတ်ကဲ့ဘလို့တရားနေလားမဟုတ်ဘယ်မဟုတ်ကိုနေကိုလူစုနေလားမဟုတ်လူစုနေလားလူစုနေလားမဟုတ်ရတယ်အရေးထဲမှာရလူစုနေလားရတယ်ထောက်ကြမလို့ရလူစုနေလားလူထိုင်းနေလားနော်အေးဆေးပဲရဲဝဲထောက်ကြမလို့အေးဆေးထိုင်လာရတယ်ဘယ်လာကွာဝါတော့အေးစေဒီရှင်းတော့ကောက်လိုက်မယ်လားဟာဒီမြေလုံးဒီနဲ့ကန်နေပဲကောက်တော့ကောက်မယ်ဟဲ့ဟာကျောင်းကြောက်အောင်ကြမလို့ဘာလို့ဘာလို့ရနေလားငါမြေလုံးအဲ့လိုမလုပ်အောင်မလုပ်ဖိုင်ရနော်ဟုတ်တယ်ဒီဘာလို့နော်ဖြစ်လာလဲညီလေးအားရရဆက်ဘာမှထိုင်ခိုင်းမနေဘာမှမလုပ်ဘူးဘယ်မှမလုပ်နေနော်ဟာလာရဟိုဘာမှမလုပ်ဘူးအဲ့မဲ့အဲ့မဲ့ဟဲ့ဘာမှမတောင်းဘူးဘာမှမလုပ်ဘူးဘာမှမလုပ်ဘူးရပါတယ်ဘုရားလုံးရတယ်ကွာဘာကောင်းရောဘာကောင်းရောလို့လုံးလုံးပုတ်ကုန်တယ်မအဲ့ဘာဝင်သားတယ်ဘယ်ပုတ်တာလဲဘယ်ပုတ်တာလဲဒီမှာရေးကြည့်တာရှိတာဟမ်ရေးကြည့်တာရှိတာလို့ဟောတယ်လောက်ဟောမတယ်ရေးကြည့်တာပဲရှိတာလေဟောလို့အောင်လားဟောကြည့်မလားတော့ကကြောက်ကြည့်ရတော့ဒီလားဒီတယ်ဟမ်တော်တယ်တော့ထားတယ်မသိလားဟမ်ဒီလိုဟောမျက်လုံးငါတို့လည်းတော့ကြတော့မကြည့်ငါဘာတိုက်နေဟုတ်လားတိုက်နေဟုတ်လားငါပြောလိုက်တော့တိုက်တော့ဖုန်းစားငါရှင်းလိုက်ရဟုတ်လားမင်းတော့လိုက်တော့မလားလူကတော့ဘာကောင်ထဲပါအောင်ပြန်ငါမကြိုက်လို့ပြန်လာဆိုမယ်ဟဲ့ငါလည်းကြက်လက်တိုက်ရဟောလာတော့ငါလည်းကြက်လာမခေါ်နဲ့ကြလားအခုဘယ်မှာပွဲပြောင်းလိမ့်လားဟမ်ဟဲ့ဘွေဖြစ်တာမဖြစ်တာပြောအဲ့ဒါကငါကွာအခုကဘာတိုင်နဲ့ကွာတော့ရတဲ့ခဏလို့လည်းရေးပြတာဒါဒီလိုခေါ်တဲ့အဆင့်ကခဏလို့တော့လားလက်နေပါရုံလားမိပါဒီနေ့ကြီးလေးငါတက်ပလိုက်ဒီတရားမလည်းရှင်းထားတာယူအခုလည်းဒီမှာတိုက်တာတော့ပါလို့ရှိအဲ့ဒီမှာတော့မရှိတဲ့ခါငါရှင်းလားရှင်းလိုက်ဘောကောင်ပြတာညလုံးဘာကောင်လို့ရတာညလုံးတော့မရဘူးကလားကျောင်းတော့ထားတယ်တို့ရဲ့ဒီလိုလာနေဆိုခဏတော့ပုံနေကိုမလို့ပါနဲ့ခွင့်နေလို့ရောက်ပြီရောက်ပြအောင်နော်မကြည့်နိုင်ငါတို့တက်လာပေါ့ကဲမင်းတော့ရရတယ်ငါဘာလို့ဖြစ်နေလဲအားကြောင့်နဲ့အေးတော့နဲ့ဟုတ်ငါပြောတာအားကြောင့်နဲ့ငါတို့ကနောက်ဆောင်လို့ဟုတ်တယ်ပြောခံမုန်းနေတော့ကြာကိုတို့ဒီစီတောက်ကြရအောင်ဟုတ်တယ်ဘာမှမဟုတ်ဘူးငါတို့ခွဲအောင်ခွဲခေါ်တာလားငါတို့ကခဏပေးတာဘာတော့မှမဖြစ်မဘူးညာဒီလိုလာလို့ရလားလို့အဲ့မဲ့ဒီကိုရရေးငါပြောတာအင်းချက်ရှိတာအခုကြောက်ရှိတာဒါရင်တော့မလုံးပဲရှိတယ်နှလုံးကတောင်းတအရင်တောင်းတငါကြီးဒီလိုဝေးတယ်လို့ဝေးပတ်တယ်အဲ့တော့မင်းတို့ဥဒိတ်ဝေးလာပြောတော့တောင်းတလားပြောမင်းတို့တောင်းတလားလူကြောတောင်းတဥဒိတ်ဝေးဒီတော့ဒီဆိုင်မှာနှလုံးပေါင်းမသိလားရပါတယ်မင်းကောင်လေးဟုတ်ပြန်လွတ်လိုက်ညီလေးအခုလည်းကိုညံနေတော့ကျွန်တော်ကမပါဘူးနော်မဟုတ်ဘူးနော်နှလုံးပေါင်းကောင်းလို့မသိလားသိပါတယ်မင်းတို့ခွဲရတော့ဘာမှမလုပ်ချင်ဘူးငါညီဒီလုံနေတာနဲ့ငါသိပါတယ်အဲ့တော့ခဏတော့ဘယ်တမထားကြပါလားမင်းကမတို့ရေပေါ်ပြောကြလားရေပေါ်ပြောကြတယ်ကြားလားပြီးပါတယ်မင်းကတော့ကြားလားလိလားငါလည်းတဲ့မင်းကရောက်ခဲ့တယ်ငါကြီးလေးမင်းတို့မကြည့်နဲ့တက်ခဏတော့တိုက်ပါခဏတော့လေတိုက်ပါခွဲလို့တော်ပြီးရတယ်တုတ်ခါတော့တာသိလားငဲခဏလေးတိုက်ကြဒီမင်းတော့ပဲခံဘယ်လောက်ရောက်ခဏတည်းရတော့ငါစိတ်ဝန်းကွက်တယ်ဆိုတာတော့ဘာမှမပြောနဲ့ငါကြီးငါလုတ်တယ်ဟုတ်အဲ့တော့အခုဒီကလေးကိုဘာလို့အားလို့အဲ့ဒါလူတက်ဘူးလားရောက်တာလူတက်ဘူးလားမတိုင်းဘူးလားမတိုင်းဘူးဆိုရင်ကလာမှာ
ဦးတင်ဝင်တာမေးကွာအဲ့ဒါဆိုမင်း နောက်တစ်ခါကြောက်ကြောက်မလုပ်နဲ့ကြလား မင်းတို့ရွာရဲ့ခေါင်းဆောင်တာမေး ဟုတ်လားဟုတ်ကဲ့လား မင်းတော့ကိုတင်စစ်ထိုင်ရတယ်အဲ့ပြီးတော့ပြက်ချင်းပြက်ခွင့်ကြီးခဲ့တာ ဒါတော့ဒီစိတ်နေတော့ ဟုတ်ပါဘူး ဟုတ်တော့အဲ့ဒါဒီမှာလည်းပုံပေါ်လာပါပဲအားချောင်းလိုက်လား ဆောင်းဘူးငါကြီး အားချောင်းလိုက်လားဟဲ့ဒါတော့ဘာဖြစ်လဲဘာဖြစ်နေတော့ကြောက်ဒီလိုဓာတ်တွေလောက်တော့ခဏတော့ဒီပုံစံနေမဟုတ်ဘူးနော်ဒီလိုရှင်းနေလောက်တော့ဒီပုံစံမဟုတ်ဘူးနော်ပြန်တော့တဲ့ညလုံးပါကောင်းနေခါလို့နော်ရလား အာညီလေးရမင်းလုံးတော်ပြောတာနားထောင်မင်းတို့ကောင်းလေး လောင်တော့ဖက်လိုက်ဘာလို့နေကြတာထိုင်းရလာတဲ့ကောင်တွေတိလား ငါတို့က ခဏတော့ဒါလေးကျုပ်ကသိကွာတော့ဆိုဘာမှမပြောခဲ့တာတောင်ပေါ်မှာတင်းနေခိုးတာခဏတိလားဘိုးနေကြတဲ့တော့ခဏတိလား အဲ့ဒါတော့သိတယ် မိကတောင်းတောင်းနေတိလား ငါကိုယ်တိုင်မလုပ်ဘူး ဘိုးကလည်းလုံးတိုင်းရှိတယ်လိုက်ကြလိုက်ရှင်လေငါလည်းတိုင်းရလို့အားငါတို့လိုက်ရှင်လေလာကြတော့ရှိတယ်လာကြတော့ရှိတယ်နော် ဒီမေးလေဒီမေး ဟုတ်တယ်မလား ဘုကမင်းတို့ကဒီနေ့လည်းလို့ပါဘူး အရက်နေတော့လာပြီးဖြည့်ရှင်းလာပါ အာငါကြီးရ အရက်တော့လာပြီးဖြည့်ရှင်းလာလားအရက်နေတော့လာပြီးဖြည့်ရှင်းလာပါ အာငါကြီးရ အရက်တော့လာပြီးဖြည့်ရှင်းလာတာဟုတ် မဟုတ်ဘူးမဟုတ်ဘူးရ ဒီလူတွေပဲကြည့်လိုက်နော်အရက်တော့ပြီးဖြည့်ရှင်းလာတဲ့ ရဲတော့ရဲတော့မှတော့ဘာပြတာ ဟုတ်လားအရက်တော့ပြီးဖြည့်ရှင်းလာတယ် မဟုတ်ဘူးညီလေး ဘယ်မင်းတို့ကတော့ကားနာ အရက်တော့ပြီးဖြည့်ရှင်းလာ တော့ဘာဖြစ်လဲမင်းတို့ဘာလို့ခွဲပြီး ရရရဖွာ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 ရလေအကြောင်းလည်းဟုတ်တယ်ဒီဟုတ်တယ်ဘုမပါနဲ့ဘာမဟုတ်လားဟုတ်လားဘာမဟုတ်လားဟုတ်လားဘာမှမလုပ်ပါဘူးဘုရားမဆိုင်လို့ဘာမဟုတ်လားဆိုင်လို့ဝုန်းထားတော့ဟုတ်လားဒီတော့တိုက်ခွေနေနေတာ အဲ့ဒါဟဲ့ လက်လုံးတွေမကိုင်ဘူးအစ်တွေပဲယူမှာလို့ ဘာလဲငါ လက်လုံးတွေကကြတယ် ဟာအဲ့မဲ့ဟုတ် ဟုတ်တာဟုတ်တာဟုတ်တာခွဲမှာတော့နောက်မှာတော့မသိနေတော့ကြည့်လို့ကတော့မဟုတ်ဘူး ဟာမရ ဘယ်တော့ပြောပြီးမှလို့ ဟာ ပြော နေလို့ဟုတ်လား လုံးပါကောင်းလို့ဆိုငါပြည့်နော်နောက်တော့တော့ထားပြလာမှာဒီလား အဲ့လေငါကြောက်တယ်ငါလည်းမေးဆုံးတယ်ပြောမင်းတို့ အဲ့ အဲ့ ရ ရ ရ ည် ဆက်လို့ရမရစတောင်းနဲ့ဆက်လို့ရမယ်ခေါင်းကငါတို့ပြတယ်ဟုတ်ရတယ်ငါဒီဆက်လို့ခင်ဗျာ ဟာဒီနေ့ကထွက်နေပဲလုံးလို့ရလားကျိုးကတဲတွေလာခိုင်းလို့ခိုင်းတော့မသိဘယ်ဖေးကောလုံးကောင်းမှမသိဘူး အေးစီဆွေချစ်နေတာပါညလုံးရ အဲ့တဲ့ပြည့်လို့ခဏတော့လူတို့နားလေလို့တို့တပတ်ဆိုတဲ့ဒီကောင်နားတော့ ဒါမဲ့အဲ့ဒီဝင်းနေတယ်ကျွန်တော်ရဲ့ဒီမှာပြောကြည့်တယ်ကျွန်တော်တွေးမှုကိုတော့တော့မင်းတို့မပြော နောက်တော့တို့လည်းမတုံးနဲ့နောက်တော့မတုံးနဲ့မကြိုက်ဘူးတို့လည်းမတုံးနဲ့မကြိုက်ဘူး ရတော့နော် အေးပါလာငါကြီးလာငါ ကျွန်တော်မနေ့ကရှိလို့ကြည့်ရခဏတော့ထပ်လူကြည့်လို့ကျွန်တော်ပြောထားတယ် ဒါမဲ့မင်းမပြောပါငါကြည့်ရလုံးတို့ကမောက်တယ်ဆိုရင် ဒီလိုက်လို့ အဲ့ဒါဖြည့်ချင်းတော့ရက်တော့ဖြည့်ချင်းလို့ရတာရက်တော့တဲ့လူကအမပါတာလည်းပါတော့တိတ်တော့ကိုမေးကြည့်လိုက်ကြည့်လို့မေးကြည့်လို့ရ ဘူးညီလေးအေးစီပြောလုံးတို့လည်းအဲ့တော့ဘူးထားတော့မဟုတ်ဘူး အေး ဒါမဲ့ ရက်တော့တဲ့လူကြည့်လို့ ငါတောင်းဝင်မင်းတို့တောင်းဝင်မင်းတို့ငါတို့မစ ခဏ နာ တော့တောင်းကိုလက်ကလည်း အဲ အခုတော့ဒါကျွန်တော်တို့ဒီရွာမှာရေးထားတာလေနော်ခင်ဗျားတို့ကဖမ်းပါပါတဲ့ပြည်သူကဒီကောင်လာတော့မမလို့တို့တော့သူတို့တို့ကြည့်လာတော့တို့ဘယ်လိုဘာပြရမှာဒီအခွင့်ဖမ်းသွားတယ်တို့ဘယ်လိုပြရမှာ မင်းတို့ဖွဲ့ ဒီလိုကပတ်ကြမ်းကြီးဆို ပြ ပြန် ဆိုင် ပြန် တယ် ပြန် ငါလိပါ ဖမ်းလိုက်သွားတော့ဖမ်းလိုက်သွားတော့တို့မှတော့ကွာတော့မှတော့ငါကြီးဒါမဲ့တို့ကမင်းကိုဆက်လို့ပုံနေတယ်ငါတို့ကဒီပဲစင်နေတာ ယောက်ျားခိုင်းလို့ရတယ်သူတို့တော့မလာပြောကြကွာပြောလို့ပြောလို့ရသူတို့ရှင်းတယ် ငါတို့ကပြောလာကြငါတို့ကဘာတတ်နေမှာလုံးတော့ငါကြီးက အဲ့လိုလာချင်လို့ရှင်းလိုက်လို့လာနေ ဒီကဝဲမဲ့ဆိုမျက်လုံးရှိရလေလာပြီးမျက်လုံးလည်းမပြောဘူးလေ အဲ့ဒါ အဲ့ဒါဘာလို့နောက်တိုင်းမှာဘာနေနေ အေးပါဒါတော့မင်းတို့အမြင်ပါမင်းတို့လည်းကိုယ်လုပ်ကိုလုပ်တာငါလည်းငါလုပ်တာဒါပဲဒါလူတိုင်းကအခုကတောင်းဝင်ကိုစီနာနေထားတာပါ ဒါတိတ်ခလိုက်တယ်ဆံကားရနေလာပြလက်တမှုတမကမကြတရားဘူးနော်လက်လောက်ခံရတော့ယူပါအစ်စ်ပဲယူမှာသူကအစ်စ်ပဲတုံးတာဟုတ်လားကျွန်တော်ကလည်းယူပါအဲ့ဒါတင်းရရတင်းတိုက်တဲ့ကောင်တက်ခဲလို့